နောက်တစ်ခုကကျတော့ကျွန်တော် setting ပိုင်းလေးကျွန်တော်နည်းနည်းရှင်းပြပေးမယ်။ဒီမှာနောက်ကတော့ခုနကကျွန်တော်ပြောပြပါတော့။ဒီမှာ Bluetooth speaker တွေချိန်ကျင်နေဆိုရင်ဒီ Bluetooth ထဲကိုသွားမယ်။သွားပြီးရင် Bluetooth speaker ကို power ဖွင့်ထားမယ်။ power ဖွင့်ထားလိုက်တာနဲ့ဒီမှာတန်းပေါ်လာတယ်ပေါ့နော်။အဲ့ခါကျရင်ကျွန်တော်တို့ model ကိုနှိပ်ပြီးတော့ connect လုပ်လိုက်ရင်ရပါတယ်။ဒီဘက်ကတော့ projection ပေါ့နော်။ projection ကတော့ဒီအပေါ်ဆုံးမှာ display setting ပေါ့နော်။ display setting မှာကကျတော့ကျွန်တော်တို့ဒီ brightness တွေပါကျွန်တော်တို့ချိန်လို့ရတယ်။ဥပမာ standard ထားမှာလား cinema ထားမှာလားပြီးတော့ vivid ထားမှာလားနောက်တစ်ခုကကျတော့ custom ကိုစိတ်ကြိုက်ချိန်မှာလားဒါမျိုးလေးတွေတွားပြီးတော့ချိန်လို့ရပါတယ်ဒီမှာတော့ standard ပဲကျွန်တော်ထားပြီးထားတယ်ပေါ့နော်စိတ်တိုင်းမကြရင်တော့ custom မှာတွားပြီးတော့ချိန်လို့ရပါတယ်ဒီမှာ installation mode ဆိုတာကကျွန်တော်တို့ခါလေးကျရင် projector ကိုမျက်နှာကျက်မှာထားတာမျိုးတွေရှိတယ်စောက်ထိုးဆွဲတာမျိုးတွေအဲ့လိုအခါမျိုးတွေမှာဒီ installation mode မှာဝင်ပြီးတော့လောက်ရတယ်ပေါ့နော်ဒီမှာကျွန်တော်ပြောင်းပြလိုက်မယ်ဒါဆိုစာတွေစောက်ထိုးဖြစ်သွားပြီပေါ့နော်အဲဒီမှာဒါတွေလည်းစောက်ထိုးဖြစ်သွားပြီမစောက်ထိုးဖြစ်သွားပြီသူကဘေးများလေးပဲဒီဘေးများလေးကိုပဲကျွန်တော်တို့သုံးပေးလိုက်ရင်ရတယ်နော်ဘေးများလေးနဲ့ပဲသွားနောက်တစ်ခုကဒီမှာ device mode ပေါ့နော်ဒါ standard mode လားအဲ့ဒါ energy saving mode လားဒါမျိုးလေးတွေကျွန်တော်သုံးလို့ရ energy saving mode ဆိုကျွန်တော်တို့ power စားတာတက်တာမယ်ပေါ့နော်အဲ့လိုလေးတွေထားလို့ရတယ်ဒီမှာ high brightness ဆိုရင်ကျွန်တော်တို့ဆက်ရဲ့အတန်လည်းပိုပြီးကျယ်လာမယ်လင်းအားလည်းပိုပြီးများလာတယ်ပေါ့နော်ဒါကတော့ဆက်ကိုတော့အမြန် heat တက်စီရယ်ပေါ့နော်ပူစီတယ်အဲ့တော့ကျွန်တော်တို့သုံးကျင်တာကကျတော့ standard mode မှာသုံးရင်သုံးဒါမှမဟုတ်ကျွန်တော်တို့ညအမောင်ထဲမှာသုံးမယ်ဆိုရင်တော့ energy saving mode မှာထားပြီးတော့သုံးပေးလို့ရပါတယ်အခုကျွန်တော်စမ်းပြနေတာကဒီအလင်းရောင်လေးရှိတယ်ပေါ့နော်ဒီမှာတစ်ခုကကျတော့ zoom ချုံတာပေါ့ projector zoom ကချဲ့လို့တော့မရဘူးချုံလို့တော့ရကျွန်တော်တို့အကွာဝေးကြောင်းမလို့ projector အရင်ကြီးနေတယ်တနေရာတည်းကပဲကျွန်တော်တို့ကသေးကျင်တယ်ဆိုရင်ဒီဘေးများလေးပဲ okay ရဲ့ဘေးများလေးကနေပဲကျွန်တော်တို့သွားလိုက်လို့ရတယ်ပေါ့နော်ဘယ်ညာဘေးများလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ခြုံချက်လုပ်လို့ရပါတယ်ဒီမှာကျတော့ sequence ratio ကျွန်တော်တို့ပြောင်းလို့ရတယ် sequence ratio ကဒါကအခုကျွန်တော်ထားထားတာ16ကိုပေါ့နော်16ကိုပြောင်းနေတယ်ဆိုရင်ဒီမှာ16:10ပြောင်းလို့ရတယ်နောက်တစ်ခုက4ချိုး3ပြောင်းလို့ရတယ်အဲ့လိုလေးတွေပြောင်းလို့ရတယ်3မျိုးပြောင်းလို့ရတယ်ပေါ့နော်ဒီမှာ auto focus ပေါ့ auto focus ကကျွန်တော်တို့ဆက်ဖွင့်တဲ့အခါမှာ auto focus ကိုအလုပ်လုပ်ပြီးမှလားဆိုမေးထားတာပေါ့နော်ဖွင့်ထားခြင်းလည်းရတယ်ပိတ်ထားခြင်းလည်းရတယ်ကိုယ့်ကိုပြန်ချိန်ခြင်းလည်းရတယ်ပေါ့နော်ဒီမှာကျတော့ auto 4 corner ပေါ့သူက4 corner ဆိုတာကျွန်တော် down 4ရောက်စလုံးကိုလိုသလိုပြန်ချိန်တာ auto ပြန်ချိန်တာပေါ့သူ auto ချိန်ခိုင်းတာပေါ့နော်ဒီမှာဒါလေးတွေက on ထားလဲရတယ်ဒီ intelligence ဆိုတာကလည်းကျွန်တော်တို့ဒီ screen တွေအတိုင်းဆောင်းလောက်တဲ့နေရာမှာသူ automatic ချိန်တာကိုပြောတာပါတကယ်လို့ကိုကအဲ့လိုမှအဆင်မပြေဘူးဒီ manual နဲ့ပဲအဆင်ပြေခြင်းတယ်ဆိုရင် manual keystone ကဒီမှာအားလုံးကိုပိတ်ထားပြီးဖို့လိုတယ်ပြီးပြီဆိုမှကျွန်တော်တို့ manual keystone တွေကိုဝင်လို့ရမှာပါ auto တွေကိုဖြုတ်မှသာ manual တွေကိုဝင်လို့ရမယ်အဲ့တော့ manual တွေဝင်ချိန်မယ်ဆိုရင်ကျွန်တော်တို့လောက်ရမှာကကြတော့ဒီမှာဒီဘေးမြားလေးနဲ့ပေါ့နော်ဘေးမြားလေးကိုဖိထားလိုက်ဒါဆိုသူကသူ auto ချိန်မယ်ဥမာအောက်ဆိုအောက်ပေါ့နော်အဲ့လိုလေးတွေပေါ့နော်အဲ့တစ်ခုပြီးတိုင်းမှာနောက်တစ်ခုရွှေ့ချင်တယ်ဆိုရင်အလဲက okay ကိုနှိပ်လိုက်ရင်ဒီဘက်ကိုရွှေ့သွားတယ်အဲ့လိုပဲပေါ့နော်ဘေးများလေးတွေနဲ့တုံးပြီးရင်အောက်ကိုရွှေ့ရင် okay ကိုနှိပ်လိုက်ပြီးရင်ချိန်လိုက်ပေါ့နော်ပြီးပြီဆိုရင် okay ကိုပဲပြန်နှိပ်လိုက်ပေါ့နော်ဒါမျိုးလေးနဲ့ချိန်ပြီးသွားလို့ရတယ်အဲ့တော့ကိုချိန်တာအားလုံးကိုမကြိုက်ဘူးဆိုရင်ဒီ line 3 line လေးပေါ့နော် line 3 line ကိုတစ်ချက်နှိပ်လိုက်ရင် confirm ပြန်နှိပ်လိုက်ပေါ့နော်ဒါဆိုရင်မူလအတိုင်းပြန်ဖြစ်သွားမယ်ပြီးပြီဆိုတော့ကျွန်တော်တို့ဒီ backload လေးနဲ့ပဲပြန်ပြီးတော့ထွက်လိုက်မယ်အဲ့တော့ auto မှာပဲထားခြင်းတယ်ဆိုရင်တော့ auto မှာပဲထားလို့ရတယ်ဒါတော့ auto မှာထားလိုက်လို့ကျွန်တော်သူ့ပြန်ချိန်ပေးတာပေါ့နော်ဒါလေးတွေဖွင့်ထားခြင်းလည်းရတယ်ပေါ့နော် auto မှာထားတယ်ဒါလေးတွေအကုန်ဖွင့်ထားပြီးလို့ရပါတယ်ဒါသူ auto အလျော့လျော့ချိန်ပြီးမှာပါဒါတော့ projection setting အပိုင်းပေါ့နော်နောက်တစ်ခါကျတော့ဒီ language and keyboard ပေါ့ဒါတွေကကျတော့တိတ်တော့မလိုအပ်ဘူးပေါ့နော်ဒီမှာက application ပေါ့ application ဆိုတာကဥပမာကျွန်တော်တို့တင်ထားတဲ့ application တွေကိုစီမံတာပေါ့နော်ဥပမာအားဖြင့်ဥပမာဒီ MSET ရုပ်ရှင် 2.0 တွေကိုတွားလိုက်မယ်အဲ့တော့ clear cache လုပ်မှာလားဒီဘက်က uninstall လုပ်မှာလားပေါ့နော်ဒါလေးတွေလုပ်လို့ရတယ် clear cache ဆိုတာကကျွန်တော်တစ်ခါလေးကြာရင်ကျွန်တော် software လေးနေတာမျိုးအဲ့လိုပေါ့နော် case များနေတာမျိုးဆိုရင် clear case ကို okay လုပ်လိုက်ရင်ရပါတယ်ဒါဆိုရင်ကျွန်တော်စက်ကလေးတွေအဲ့လိုစက်ပိုင်းဆိုင်ရာမှာ software run တဲ့နေရာမှာနည်းနည်းလေးပေါ့ဖြစ်သွားမယ်ပေါ့နော်ဒါတော့ application ဘိုင်းကိုကျွန်တော်တို့ကစီမံတာပါဒီမှာနောက်တစ်ခုကကျတော့ date and time ပေါ့ date and time မှာကကျွန်တော်တို့ကဒီမှာပေါ့နော်ရန်ကုန်ကိုပဲရွေးထားပြရမယ်ဒီမှာရန်ကုန်မဖြစ်ထားဘူးဆိုရင်တော့ပြောင်းအောင်မယ်ဒါမှသာကျွန်တော်တို့ YouTube ကြည့်တဲ့အခါမျိုးတွေမှာအဆင်ပြေမှာပေါ့နော်ဒီကျွန်တော်တို့ time zone နဲ့ YouTube နဲ့ဆက်ဆက်မှုရှိပါတယ်ဒါလေးကိုတော့
တတိထားပေးဖို့လိုပါတယ်ဒီခါလေး YouTube က line ကောင်းတဲ့တန်းနဲ့ဝင်လို့မရကြည့်လို့မရဖြစ်နေရင်ဒီ10 and တိုင်းလေးမှာပြန်ပြီးတော့ချိန်ပေးလိုက်ပါဒီမှာနောက်တစ်ခုက other setting ပေါ့နော်ဒီမှာ extra နဲ့ import add import ဆိုတာကဒီမှာ HTML ထားတယ်ဆိုရင်ကျွန်တော်ဆက်ဖွင့်တဲ့အခါမှာသူက HTML မှာပဲပြန်လာမှာပေါ့ဥပမာ Skynet နဲ့တွဲထားတာမျိုးတခြား set တစ်ခုခုနဲ့တွဲထားတာမျိုး laptop နဲ့တွဲထားတာမျိုးပေါ့နော်ဒီမှာ button sound ဆိုတာကကျွန်တော်တို့ဖွင့်ထားရဆိုရင်ဒီလိုအောက်ချအပေါ်တင်တဲ့အခါမှာအတန်လေးတွေညီနေမဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့ဖွင့်ထားလဲရတယ်ပိတ်ထားလဲရတယ်ကြိုက်တယ်လို့ဒါ screen saver ပေါ့နော် screen saver ကျတော့ဥပမာ projector ကိုမသုံးမနဲ့ထားရင်ဥပမာ10မိနစ်ဆို10မိနစ်မိနစ်20ဆို20အဲ့လိုလေးတွေပေါ့အဲ့လို10မိနစ်ပြည့်သွားတဲ့အခါမှာကြာရင်ကိုက10မိနစ်ထားရတယ်ဆိုရင်သူ screen saver လေးကတော့သူ auto ပြန်တက်လာမှာပေါ့နော်ဒါမျိုးလေးတွေပေါ့နော်ဒါတော့ကျွန်တော်တို့ timer ပေးလို့ရတယ် power off လုပ်တာပေါ့နော်တကယ်လို့ကိုကဘယ်ချိန်ထိကြည့်ကျင်လာလဲပေါ့နော်ကျွန်တော်ဆက်ကိုအလိုလျောက်ပိတ်ခိုင်းမယ်ဆိုဥပမာ9မိနစ်ထားမလား9မိနစ်ထားရင်သူ auto power ပိတ်သွားလိမ့်မယ်ဒါမျိုးပေါ့နော်ဥပမာ10မိနစ်လားဥပမာမိနစ်20လား1နာရီလား2နာရီလား3နာရီလားဒါမျိုးလေးပေါ့နော်သူကတော့3နာရီထိပေးထားတယ်သူအဲ့ဒီအချိန်လေးသူကသူ auto power off လုပ်ဖို့အတွက်ကို timer လေးတွေကျွန်တော်တို့ချိန်ပြီးတော့လုပ်လို့ရပါတယ်ဥပမာကလေးတွေကိုပေးသုံးမယ်ဟိုတနာရီပြည့်လို့ပိတ်စေခြင်းနဲ့ဆိုရင်သူကတနာရီ timer ပေးထားလိုက်ရင်သူကသူ power off ဖြစ်သွားတယ်ပေါ့နော်ဒါတော့ကလေးတွေကိုပြတဲ့အခါမှာပို့ပြီးတော့သုံးဝင်ပါတယ်ဒါတော့ factory setting ကတော့ကျွန်တော်တို့လောက်လိုက်မယ်ဆိုရင်အားလုံးပြတ်သွားမှာပါအဲ့တော့မလောက်ဖို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဟိုတင်ထားသမျှ software တွေကိုလောက်ထားသမျှအားလုံးအကောင့်ပြတ်သွားမှာပါဒီမှာအကောင့်ပေါ့နော်အကောင့်ဆိုတာကကျွန်တော်တို့ဒီထဲမှာadd account လောက်လိုက်မယ်အဲဒီမှာကျွန်တော် Google account ထည့်ခြင်းလားဒါမျိုးလေးပေါ့နော်သူကကိုယ့်ရဲ့ account ကိုထည့်ထားခြင်းနဲ့ဆိုရင်လည်းရပါတယ်ဒါတော့ other setting ရဲ့အသုံးပြုပုံလေးပေါ့နော်ဒီမှာတော့ about device ပေါ့နော် about device ကျွန်တော်တို့ရဲ့ဒါ projector အပိုင်းလေးတွေပေါ့နော်ဥပမာ device model တွေကြည့်ချင်တာ Android version တွေသူ့ရဲ့ resolution တွေနောက်ပြီး storage တွေပေါ့နော်ဒါမျိုးလေးတွေသူကထည့်ပေးထားပါတယ်ဒါတော့ online upgrade ပေါ့နော် online upgrade က upgrade လေးလုပ်ချင်တယ်ဆိုရင်လည်းဒီမှာ check လုပ်လို့ရတယ်ကျွန်တော်ကတော့ဒီမှာအားလုံးတစ်ခါလေးလုပ်ပေးထားပြီးသားပေါ့နော်အဲ့တော့ online upgrade လုပ်မယ်ဆိုရင်လည်းသတိထားဖို့လိုပါတယ်အဲ့တော့ကိုတင်ထားတဲ့ software တွေအားလုံးကပြန်ပြတ်သွားမှာပါဒီ online upgrade လုပ်မယ်ဆိုရင်တော့ပြတ်သွားပါလိမ့်မယ်နောက်တစ်ခုကျတော့ကျွန်တော်တို့ဒီ power clock ကိုတုံးပြီးတော့လုပ်လို့ရတဲ့နည်းလမ်းလေးတွေပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအနီအောင် power clock လေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်လိုက်ရင်ဒီမှာသူ shut down ပေါ့သူကစက္ကန့်15စက္ကန့်ပေးတာ15စက္ကန့်အတွင်းမှာကိုကဘာမှမလုပ်ရင်သူကသူ shut down ဖြစ်သွားမှာပေါ့နော်ဒီဘက်ကတစ်ခုကကျတော့ reboot လုပ်တာတခါလေကျွန်တော်တို့ projector အရန်လေးလာတယ်ပေါ့နော်လေးလာတဲ့ခါမျိုးတွေမှာဆိုရင် reboot လုပ်မယ်ဆိုရင်ဒီကောင်လေးကိုနှိပ်လိုက်အဲ့တော့ကျွန်တော်လုပ်ပြလိုက်မယ်အဲ့တော့ okay လေးကိုနှိပ်လိုက်မယ်ဒါ restart လုပ်တာပေါ့ဗျာ restart လုပ်တယ်ဆိုတာကကျွန်တော် projector ပြန်ပိတ်သွားမယ်ပြီးရင်သူကသူအလိုလျောက်ပြန်ပြီးတော့ဖွင့်လာမှာပေါ့နော်ဒါသူအလိုလျောက်ပြန်ဖွင့်လာဒါတော့ကျွန်တော်တို့ဒီပေါ့နော်ဆက်သုံးနေတာအဲ့လိုမျိုး software တွေအများကြီးထည့်ထားတဲ့ခါမျိုးဟို software ဟိုအကြာကြီးသုံးတဲ့ခါမျိုးမှာဆက်ကရန်လေးနေတယ်ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ကျွန်တော် reboot လုပ်ပေးရင်လည်းရတယ်ကျွန်တော်တို့ဒီအပေါ်ဘက်မှာ memory cleaning လုပ်ရင်လည်းရတယ်ပေါ့နော်ဒါတော့ auto focus ဆိုတော့ auto focus ပြီးတဲ့အထိကိုကျွန်တော်တို့စောင့်ပေးရပါတယ်ဒီအပေါ်မှာ၄ခုပေါ့နော်အပေါ်က၄ခုကိုကျွန်တော်ရှင်းပြပြပါမယ်ဒီဘက်တစ်ခုထိပ်ဆုံးကတစ်ခုပေါ့နော်အဲ့ကောင်လေးက cleaning လုပ်တာပေါ့နော်ကျွန်တော် projector ကို cleaning လုပ်တာဟောဒီဘက်ကတစ်ခုကကြတော့ကျွန်တော်တို့ဒီ background ချိန်တာဟော okay နှိပ်လိုက်မယ်ဥပမာကိုကဒီဘက်ကဒါလေးကြိုက်တယ်ပေါ့နော်ဒါလေးကြိုက်တယ်ဆိုရင်ဒီဘက်ဘေးကိုရွှေ့ပြီးတော့ကျွန်တော်တို့ okay လေးကိုနှိပ်လိုက်ဒါဆိုရင် background ပုံလေးကကျွန်တော်တို့ဒီ projector မှာတင်ပြီးသားဖြစ်သွားပြီပေါ့နော်ရလို့ကိုပုံကိုပဲတင်ကျင်တယ်ဆိုရင်ဒီအောက်မှာအပေါင်းလက္ခဏာတွေရှိရပါတော့အဲ့ကောင်လေးကို okay လေးတစ်ချက်နှိပ်လိုက်ကိုယ့်ရဲ့ပုံလေးတင်ကျင်တာမျိုးဆိုရင် USB stick လေးမှာကိုယ့်ရဲ့ပုံလေးထည့်ပြီး projector မှာထည့်ပါတော့ဒီမှာ USB ပေါ်လာရင် USB ကိုရွေးလိုက်ရင်ရပါပြီဒီမှာတော့သူဟိုကပေးထားရပါတော့8ခုပေးထားရပါတော့အခုကြိုက်တာလေးတွေကြောင်းပြီးတော့မယိုးအောင်ပေါ့နော်မယိုးအောင်သုံးလို့ရပါတယ်ဒါပါပဲပေါ့နော်တခြား 3D2 မရှိဘူးပေါ့နော် cloud ဆိုအဆင်ပြေမယ်လို့ထင်ပါတယ်